အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့မင်းသင်္ကာ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ရဲ့မင်းသင်္ကာ channel ကနေဒီနေ့တင်ဆက်ပေးမယ့်အကြောင်းကတော့တောက်ကြသားသမီးများအတွက်2025ခုနှစ်အတွက်တနစ်တာဆောင်းရံရှောင်းရံအထူးအခန်းကြီးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ခင်ဗျာဒီဟောစံကြီးကိုနားမစင်မီမှာကျွန်တော်တို့ရဲ့မင်းသင်္ကာ channel ကို subscribe မနေရသေးဆိုရင် subscribe လေးနှိပ်ပြီးအားပေးသွားကြပါ like and share လေးလုပ်ပေးသွားကြပါအောင်ခင်ဗျာကဲခုဆက်လက်ပြီးတော့တောက်ကြသားသမီးများအတွက်2025ခုနှစ်အတွက်တနစ်တာဆောင်းရံရှောင်းရံအထူးအခန်းကြီးကိုဆက်လက်ကြည့်ရှုနားဆင်အားပေးသွားကြပါအောင်ခင်ဗျာတောက်ကြသားသမီးများဟာဒီနေ့ထဲမှာမိတ်ဆွေရဲ့ကံဟာအကောင်းဘက်ကိုအတော်လေးအလေးတာနေပါပြီအထူးအဖြစ်တော့ဘာသာရေးကုသိုလ်ကောင်းမှုတွေအဋိဌံတွေဖြည်းဖြည်းစီစီလှုပ်လေးကံတရားကပို့ပြီးပွင့်လန်းလာလေးဖြစ်ပါလိမ့်မယ်ရှေ့ဆရာကြီးတွေကဒီလိုကိစ္စမျိုးတွေဒီလိုခုနှစ်မျိုးတွေကိုတကြားမကိန်းရဲ့လို့တင်စားကြပါတယ်ဒီနှစ်ကတောက်ကြသားသမီးများအတွက်တကြားမကိန်းစိုက်ပြီးလို့တင်စားပြောဆိုကြပါတယ်အခုချိန်မှာမကြိုးစားရင်တော့မှအရင်ကကိုပြုခဲ့တဲ့ကုသိုလ်ကံကောင်းမှုတွေရဲ့အကျိုးကိုခံစားရတတ်တဲ့အချိန်မျိုးပါပဲဒါကြောင့်ထီပေါက်သလိုမဲပေါက်သလိုဆူရသလိုလေလံရသလိုလူရွေးခံရသလိုထင်ထင်ရှားရှားအောင်မြင်မှုမျိုးတွေခံစားရတတ်ပါတယ်ဒါကြောင့်ဒီနေ့မှာတော့မိတ်ဆွေအနေနဲ့မိမိကိုယ်တိုင်ကလည်းစ조사စရာရှိတော်တွေကိုစ조사ရင်ကံတရားရဲ့ဖေးမာမှုကိုလည်းအရယူသွားဖို့ပါပဲဒီနေ့ထဲမှာမိတ်ဆွေကောင်းဆရာသမားကောင်းတွေနဲ့တိုးမယ်ဆရာသမားတွေကြီးကဲသူတို့ရဲ့မဆန်မှုတွေကိုယ့်ထက်ယာရုယာကန်ကြီးမာသူတွေရဲ့မဆန်မှုတွေကိုခံစားရမယ်ပညာရေးဆိုင်ရာသင်တန်းဆိုင်ရာလူထူကြုံမှုတွေစုထုဖွဲ့သူတွေယာနာမျိုးတွေဟာဒီနေ့ထဲမှာကြုံတွေ့ရတတ်ပါတယ်ဖျားဘူးခီးလိုမျိုးကောင်းတော်ခီးပျော်ရွှင်မဲ့ခီးတွေလည်းသွားရတတ်ပါတယ်မထင်မှတ်ပဲနဲ့ကားကြောက်ကွန်ပျူတာကင်မရာစတဲ့အဖိုးတန်ပစ္စည်းတွေဝင်လာတာအဲ့ဒီလုပ်တွေနဲ့ဆက်နွယ်ပြီးအကျိုးထူတာတွေကိုလည်းခံစားရတတ်ပါတယ်အလူပွဲတွေမင်္ဂလာပွဲတွေပွဲလင်းသဘင်ကြီးတွေလည်းကြုံရတတ်ပါတယ်ပြုလုပ်ရတတ်ပါတယ်ဆက်ဆိုင်စားတောက်ကုန်စိန်စံစီစေးစားစာအုပ်စကူမြေအမွေဖုံးပရိဘောကပန်းပဲပြောင်းစတဲ့လုပ်ငန်းတွေမှာအင်းနဲ့အားနဲ့တိုးချဲ့တင်ပါတယ်ပုံမှန်ဝင်ငွေပြင်တခြားတော့လက်လာပါတွေမကြာခဏဝင်တက်ပြီးတည်တည်သားသားစီးပွားတက်သွားပါလိမ့်မယ်စတူကိစ္စတွေစာချုပ်ချုပ်ပြီးလုပ်ရတဲ့ကိစ္စတွေမှာလည်းအကျိုးပေးပြီးအောင်မြင်နိုင်ပါတယ်အိမ်ကိစ္စတွေနေရာထိုင်ခင်းကိစ္စတွေအပြောင်းအရွှေ့ကိစ္စတွေမှာတော့စန္ဒမစောတင်ပါဘူးနောက်ကြလေးပိုကောင်းနေလို့မှတ်ထားပြီးပါဒီနေ့ထဲမှာသတိထားရမှာလေးတွေကတော့မိမိကတအားကောင်းပြီးဆွေမျိုးမြေတွေမှာကတော့ဒုက္ခတွေများနေတတ်ပါတယ်ဆွေမျိုးသားချင်းတွေနဲ့မခေါ်နိုင်မပြောနိုင်နေလဲဖြစ်ကုန်တတ်ပါတယ်ဆွေမျိုးမိတ်ဆွေလူရင်းနေတဲ့ကတငယ်ချင်းတွေကအမှုကြုံတာကျမ်းမာရေးဆူဆူရွရွညံ့တာမျိုးတွေလည်းကြုံလာရတတ်ပါတယ်အထူးသတိထားရမှာကတော့ဒီတစ်နှစ်အတွင်းမှာနာရေးကိစ္စတွေကိုရှောင်ကျဉ်ရန်ဖြစ်ပါတယ်နာရေးကိစ္စတွေကိုမသွားသင့်ပါဘူးအကယ်၍များမဖြစ်မနေကြုံခဲ့ရင်အပြန်မှာတရောကင်မွန်းထဲမှာဇမ်ပပန်း35ပွင့်ထည့်ပြီးခေါင်းလျှော်ပစ်လိုက်ပါဒါဆိုရင်တော့ကိုထံမှာမကောင်းသောကံများပပျောက်ပြီးကောင်းသောကံတွေရောက်ရှိလာပါလိမ့်မယ်နောက်တစ်ခုသတိထားဖို့ကတစ်နှစ်အတွင်းလမ်းပြင်ရင်းတွေကိုလည်းမပြုလုပ်သင့်ပါဘူးမိမိအိမ်ရှိမှာလမ်းလာပြင်ခဲ့ရင်လည်းမိမိကိုခိုက်တတ်ပါတယ်တခြားမှာသွားပြီးအိတ်တင်ပါတယ်အဲ့လိုအိမ်ရှိရတဲ့မှာအိမ်ရှိတဲ့မှာမိမိရဲ့အိမ်ရှိတဲ့မှာလမ်းပြင်တဲ့နမိတ်တွေကြုံလာရင်လည်းနောက်ဖေးဘက်ကလမ်းတို့မဟုတ်အိမ်သာလိုနေရာမျိုးစီကိုသွားတဲ့လမ်းမှာစတိဖြစ်ဖြစ်မြေကြီးလေးဖို့ပေးလိုက်ပါဒီနေ့ထဲမှာရွှေကိစ္စတွေသားသမီးတွေကိစ္စတွေအောက်လန်ငယ်သားကိစ္စတွေအလုတ်သမားကိစ္စတွေလူမျိုးခြားဘာသာခြားကိစ္စတွေယာသူယာကန်ကိစ္စတွေအထယ်ထီးဖက်နှက်ဆွေမျိုးနဲ့ငွေကိစ္စစတာတွေမှာစိတ်ရှုပ်စရာများကြုံရတတ်ပါတယ်အထူးအဖြစ်တော့ဗုဒ္ဓသားသမီးစနေသားသမီးတွေကိုအကြောင်းပြုပြီးဒီနှစ်ထဲမှာစိတ်ရှုပ်စရာတွေများတတ်ပါတယ်ကျမ်းမာရေးအနေနဲ့ကတော့လေထိုးလေအောက်နှလုံးအားနဲ့ရင်ဘတ်ဒူးနာစတာတွေကိုသတိထားပါနောက်တစ်ခုကတော့ဘလောက်ပဲကောင်းအောင်နေရုံးမြကနာကိစ္စနဲ့လာပြီးပတ်သက်ရတတ်ပါတယ်ကြီးကြီးမားမားတော့မဟုတ်နိုင်ပါဘူးငယ်ရွယ်သူများအနေနဲ့အခြေရေးကိစ္စမင်္ဂလာကိစ္စမှာမထင်မှတ်ထားတဲ့ကြီးကဲသူတို့ရဲ့အကူအညီကောင်းများပေါ်ပေါက်လာပြီးဝမ်းသာရတတ်ပါတယ်မင်္ဂလာကိစ္စတွေဟာဒီနှစ်မှာစီစဉ်သစ်တဲ့နှစ်တွေဖြစ်ပါတယ်
အိမ်အောင်ရှင်များအတွက်ကတော့တာရမီအောင်လန်ငယ်သားကိစ္စကိုအကြောင်းပြုပြီးအစင်မပြေမှုလေးတွေများရတတ်ပါတယ်ထီထိုးခြင်းရင်စပိန်နဲ့လှည့်ပြီးရောင်းတဲ့ထီဆိုင်မှာ3ဆ5ဆထီကိုထိုးပေးပါလေထီပေါက်ခဲ့တော့ပေါက်တဲ့ငွေတွေကဖုန်တော်ကြီးများကိုလှူရန်တို့မဟုတ်ပညာရေးဆိုင်ရာအလူတန်းလုပ်ရန်အတိတ်တန်နဲ့ထီထိုးပါလေအနည်းချုပ်လိုက်ရင်တော့ဘာသာရေးကုသိုလ်ကောင်းမှုတွေနဲ့အတူကံကုန်မြင့်ပြီးစ조사တဲ့အချိန်ကိုပဲဖြစ်ပါတယ်ဒီနှစ်ကအစသာရရအစင်မြေချုံးမွေးမဲ့နှစ်ဖြစ်ပါတယ်မကြုံဘူးတာတွေကြုံရမယ်မဖြစ်ဘူးတာတွေဖြစ်လာမယ်ချမ်းသာကြွယ်ဝမဲ့နှစ်ဖြစ်ပါတယ်ဒီနှစ်ထဲမှာအရေးကြီးတဲ့ကိစ္စတွေပေါ်လာတိုင်းဟောဒီရရတွေကိုအလေးနဲ့ပြုပေးသင့်ပါတယ်ကြာသာပတေးနေ့မနေ့စောစောမှာမြတ်စွာဘုရားမှာစပယ်9ကုံတောက်တော်ရီ3ခွက်အလေးနိုင်3တိုင်းပေါမိုး3ချက်လှူဒန်းပြီးလိုရာစုကိုတောင်းမိပါဘဂဝါကုံတော်ကိုအတိတ်ပြန်ဖြစ်ပတိစိတ်ပါဖျားဘူးခီးတယ်များနဲ့အလင်းတင်တော်ခီးတယ်များကိုခီးစိတ်များလှူဒန်းပေးပါလေအရေးကြောင်းရှိတဲ့အခါမှာစပယ်35ပွင့်ကိုစောင်းသွားပါအခက်အခဲကြုံတဲ့အခါကျမရေးညံတဲ့အခါမှာစနေနေ့မှာစံတို့စီဘူးတပူးကဲကိုအပုံကလေးတွေစရပုံတီတီပုံပြီးကျင်းငယ်လေးများကိုအစာကျင်းဝေးပါလေငွေကြေးကိစ္စများအရေးကြီးတဲ့အခါမှာကြက်ငတ်ဘဲစတော့တရဝါမျိုးမျိုးကိုဘေးမဲ့လှုပ်ပေးလိုက်ပါခင်ဗျာအဆင်ပြေသွားပါလိမ့်မယ်မိမိကရောင်းကျင်သောကုန်ပစ္စည်းများကို၎င်းရောင်းမထွက်သောကုန်ပစ္စည်းများကို၎င်းအမြန်ရောင်းထွက်ခြင်းတဲ့အခါမှာထညက်ခဲပြီး17ချက်ခောက်ပြီးဆူတောင်းပါဒါဆိုရင်တော့မိမိရဲ့ကုန်ပစ္စည်းများရောင်းကုန်ပေါ်ပါလိမ့်မယ်ခင်ဗျာဒါကတော့တောက်ကြသားမီးများအတွက်2025ခုနှစ်အတွက်တနစ်တာဆောင်းရရှောင်းရအထူးအစကြီးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါခင်ဗျာကျွန်တော်ရဲ့မိတ်ဆွေတောက်ကြသားသမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေအန္တရာယ်ခတ်သိမ်းဘေးခတ်သိမ်းကင်းကျင်းကြပါစေစိတ်သွားတိုင်းကိုပါလိုရာဆန္ဒတွေပြည့်ဝနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်